ကျွန်တော်ကတော့စီတူတုံးညွန့်ဖြစ်ပါတယ်မြန်မာနိုင်ငံကြက်ချင်နေတဲ့အဘေးအနေနဲ့ဆိုင်ရာစီမံခန့်ခွဲမှုဌာနမှာဒုတိယညွှန်ကြားရေးမှူးနေဖြင့်တာဝန်ထမ်းဆောင်ရရှိပါတယ်မန္တလေးငလင်ကြီးပြန်လည်ထူထောင်ရေးအကူပြောင်းကာလယာယီနေအိမ်များတည်ဆောက်ပေးခြင်းလုပ်ငန်းကိုမြန်မာနိုင်ငံကြက်ချင်နေတဲ့အကနေပြီးတော့အကောင့်ထဲပေါ်ဆောင်ရွက်တဲ့အခါမှာရရလူထုဦးဆောင်မှုအစီအစဉ်ဖြင့်မန္တလေးတိုင်းဒေသကြီးပျော်ပွဲမြို့နယ်တရဦးမြို့နယ်နဲ့မရပူရမြို့နယ်တွေမှာအကောင့်ထဲပေါ်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်ဒီလိုအကောင့်ထဲပေါ်ဆောင်ရွက်တဲ့အခါမှာရရလူထုဦးဆောင်မှုအစီအစဉ်နဲ့ဆောင်ရွက်တာဖြစ်တဲ့အတွက်ကြောင့်သက်ဆိုင်ရာမြို့နယ်တွေမှာမြို့နယ်အဆင့်ကော်မတီကျေးရွာအဆင့်ကော်မတီတွေကိုဖွဲ့စည်းပြီးတော့ဆောင်ရွက်တာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကျေးရွာတွေရွေးချယ်ဆောင်ရွက်တဲ့အခါမှာဆိုရင်မြန်မာနိုင်ငံကြက်ချင်နေတဲ့စံနှုန်းသတ်မှတ်ချက်တွေဖြစ်တဲ့ငလင်ဘေးထိခိုက်ခံစားရတဲ့ကျေးရွာတွေဖြစ်ရမယ်ဒီလုပ်ငန်းကိုအကောင့်ထဲပေါ်ဆောင်ရွက်တဲ့အခါမှာလက်ရှိဒီအကောင့်ထဲပေါ်ဆောင်ရွက်တဲ့အချိန်ထိကိုနေအိမ်တွေပြန်လည်မတည်ဆောက်နိုင်သေးတဲ့နေအိမ်တွေပြန်လည်တည်ဆောက်ဖို့လိုအပ်နေတဲ့အိမ်တော်စုတွေရှိတဲ့ကျေးရွာမျိုးတွေဖြစ်ရမယ်နိုင်ငံတော်အစိုးရတော်၎င်းအခြားသောအလှူရှင်တွေရတော်၎င်းထောက်ပံ့မှုရရှိတဲ့အနည်းဆုံးသောကျေးရွာတွေဖြစ်ရမယ်စသဖြင့်ဒီလိုစံနှုန်းသတ်မှတ်ချက်တွေနဲ့အညီရွေးချယ်ခဲ့တာဖြစ်ပါတယ်နေအိမ်ပျက်စီးမှုစမ်းစစ်လေ့လာခြင်းလုပ်ငန်းတွေကိုဆောင်ရွက်တဲ့အခါမှာလည်းမြန်မာနိုင်ငံကြက်ချင်နေတဲ့စံနှုန်းသတ်မှတ်ချက်တွေဖြစ်တဲ့အနည်းဆုံးဒီကျေးရွာတော်အတွင်းမှာငလင်ကြောင့်ထိခိုက်ခံစားခဲ့ရတဲ့ငလင်ကြောင့်ပျက်စီးခဲ့တဲ့အိမ်တော်စုတွေဖြစ်ကြပါမယ်ပျက်စီးဆုံးရှုံးမှုဟာလည်း25%နဲ့အထက်ပျက်စီးဆုံးရှုံးမှုရှိတဲ့အိမ်တော်စုတွေကိုသာရွေးချယ်ပြီးတော့ကိုဘိုဖောင်နဲ့ကျွန်တော်တို့ကနေပြီးတော့သက်ဆိုင်ရာရွေးချယ်ထားတဲ့ကျေးရွာအတွင်းမှာတအိမ်တက်ဆင်အိမ်ထံရာရောက်ပျက်စီးဆုံးရှုံးမှုလေးလာခြင်းလုပ်ငန်းကိုကျွန်တော်တို့ကနေပြီးတော့အချိန်ပေးပြီးတော့ဆောင်ရွက်ခဲ့ပါတယ်ဒီလိုမျိုးဆောင်ရွက်ပြီးစီးတဲ့အခါမှာရရှိလာတဲ့ data အချက်အလက်တွေပေါ်မှာမူတည်ပြီးတော့ပျက်စီးဆုံးရှုံးမှုအခြေအနေပေါ်မှာမူတည်ပြီးတဲ့အခါကျတော့ရလာတဲ့ရမှတ်အလိုက်ကနဦးအကျိုးခံစားခွင့်ရှိသူစည်ရင်းကိုရွေးချယ်ပြုစုခဲ့ပါတယ်။နောက်ဒုတိယအဆင့်အနေနဲ့ယာယီနေအိမ်တည်ဆောက်ခြင်းအကျိုးခံစားခွင့်ရရှိဖို့အတွက်ဟဲ့ဆိုရင်မြေယာပိုင်ဆိုင်မှုရှိရမယ်။မြေယာအရှုပ်ရှင်းကင်းရမယ်စသဖြင့်ပေါ့နော်။နောက်သက်ဆိုင်ရာအကျိုးခံစားခွင့်ရှိတဲ့သူကိုယ်တိုင်ကလည်းဒီမြန်မာနိုင်ငံကြက်ချင်နေတဲ့နေအိမ်တည်ဆောက်ပေးမှုအတွက်ကိုလိုလိုလားလားသဘောတူလက်ခံနိုင်တဲ့ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်တဲ့အိမ်ရှင်မျိုးဖြစ်ရမယ်စသဖြင့်ဒီစံနှုန်းသတ်မှတ်ချက်တွေနဲ့ဒုတိယအဆင့်ကျွန်တော်တို့ကနေပြီးရွေးချယ်ပါတယ်။ဒီလိုရွေးချယ်ပြီးသွားတဲ့အခါမှာနောက်ဆုံးကျွန်တော်တို့အကျိုးခံစားခွင့်ရှိသူစည်ရင်း file ကိုရရှိပါတယ်အကျိုးခံစားခွင့်ရှိသူစည်ရင်းကြေညာတာကိုတရက်ကနေ9ရက်နေ့အထိကျွန်တော်တို့ကနေပြီးကြေညာပါတယ်။ဘာကြောင့်ဒါကိုကြေညာတဲ့အခါကျမှဒီကျွန်တော်တို့ကြေညာထားတဲ့ရက်ကာလအတော်အတွင်းမှာရက်ရပြည်သူလူထုကနေပြီးတော့သူတို့သိချင်တဲ့မေးခွန်းတွေသူတို့ပြောချင်တဲ့ပေးချင်တဲ့ feedback တွေကိုပေးနိုင်အောင်လို့ကျွန်တော်တို့ကနေပြီးဒီလုပ်ငန်းကိုဆောင်ရွက်ခြင်းဖြစ်ပါတယ်။ကျေးရွာကော်မတီရဲ့အကျိုးခံစားခွင့်ရှိတဲ့နေအိမ်ပိုင်ရှင်တွေရဲ့လက်သမားအဖွဲ့တွေရဲ့စာချုပ်ချုပ်ဆိုပြီးသွားတဲ့အခါမှာဒီစာချုပ်မှာပါတဲ့အကြောင်းရင်းတွေကတော့အဓိကတော့ဒီအိမ်တစ်လုံးကိုစောက်တဲ့အခါမှာအဆင့်30နဲ့ကျွန်တော်တို့ဆောင်ရွက်မှာဖြစ်ပါတယ်ပထမအဆင့်မှာ40%ငွေပေးချေမှုကိုဆောင်ရွက်မယ်ဒုတိယအဆင့်မှာ30%ငွေပေးချေမှုကိုဆောင်ရွက်မယ်တတိယအဆင့်မှာ30%ငွေပေးချေမှုကိုဆောင်ရွက်မှာဖြစ်ပါတယ်ဒီအားပြီးသွားတဲ့အခါကျရင်တော့နောက်တစ်ဆင့်အနေနဲ့ကတော့ကျွန်တော်တို့ကဒီရွေးချယ်သက်ဆိုင်ရာရက်ကြီးကော်မတီတွေကနေပြီးတော့ရွေးချယ်ထားတဲ့လက်သမားအဖွဲ့တွေကိုလိုအပ်တဲ့နည်းပညာပံ့ပိုးမှုသင်တန်းမျိုးပေးတာမျိုးဖြစ်ပါတယ်ပထမအဆင့်ဒုတိယအဆင့်တတိယအဆင့်အဆင့်3ဆင့်လုံးအတွက်ဆိုတော့ပြန်မြန်အားဖြင့်ကျွန်တော်တို့ကဒီအိမ်တစ်လုံးတည်ဆောက်ဖို့အတွက်ဆိုတော့25ရက်ကနေပြီးတော့ရက်30တောအတွင်းအချိန်ကာလကိုကျွန်တော်တို့အချိန်ကာလကြာမြင့်တာဖြစ်ပါတယ်အဲ့တော့ဒီအားပြီးသွားပြီဆိုရင်တော့တတိယအဆင့်30%ပေးချေပြီးပြီဒီလုပ်ငန်းတွေဆောင်ရွက်ဖို့အတွက်ကို3ရက်ပြီးပြီးတော့ကျွန်တော်တို့ကစမ်းစစ်လေးလာခြင်းလုပ်ငန်းကိုကျွန်တော်တို့ဆောင်ရွက်ပါတယ်ဒီလိုဆောင်ရွက်ပြီးသွားတဲ့အခါကျရင်အားလုံးလုပ်ငန်းအားလုံးပြီးစီးသွားပြီဆိုရင်တော့ကျွန်တော်တို့ကနေပြီးတော့သက်ဆိုင်ရာနေအိမ်ပိုင်ရှင်ကိုအခုပြောင်းကာလနေအိမ်တွေကိုလွှဲပြောင်းပေးအပ်တာမျိုးကိုဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်